ရွှေလိပ်ပြာနှင့်ပန်းပွင့်လေးဤခီးစဉ်တခါတုန်းကအလွန်ဝေးလံလာတဲ့အရက်မှာစိမ့်လန်းဆိုပြေပြီးတာယာလာပါတဲ့တောအုပ်ကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒီတောအုပ်ကြီးထဲမှာတော့အယောင်သွေးစုံလင်တဲ့တစ်ပင်ကြီးတွေကြည်လင်တဲ့စမ်းချောင်းလေးတွေနဲ့တင်းပြက်တဲ့ပန်းရမ်းနှံတွေဟာအမြဲတမ်းပြည့်နှက်နေတတ်ပါတယ်။ဒီတောအုပ်ရဲ့အလဲပဟိုမှာတော့အလွန်လှပပြီးနူးညံ့တဲ့ခရမ်းရောင်ပန်းပွင့်လေးတစ်ပွင့်ရှိပါတယ်။ဒီပန်းပွင့်လေးဟာနေတိုင်းနေရောင်ချီနွေးနွေးကိုခံယူပြီးလေညင်းလေးတွေတိုက်ခတ်တဲ့အခါတိုင်းတာယာစွာကခုန်ရင်းပျော်ရွှင်အင်းစွာနေထိုင်ခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ရင်ထဲမှာတော့အမြဲတမ်းတန်းတနေတဲ့ဆန္ဒတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီတော့အုပ်ကြီးရဲ့အပြင်ဘက်မှာဘာတွေရှိမလဲကဘာကြီးဟာဘလောက်တောင်ကျယ်ပြောပြီးလှပမလဲဆိုတာကိုကိုယ်တိုင်မြင်တွေ့ချင်တာပါပဲဒါပေမဲ့ပန်းပွင့်လေးဟာမြေကြီးမှာမြဲမြံစွာအမြင့်တွယ်နေရတဲ့အတွက်ဘယ်မှသွားလို့မရပါဘူးသူမြင်နိုင်တာကတော့သူ့ပတ်ဝန်းကျင်ကတစ်ပင်ကြီးတွေနဲ့ကောင်းကင်ပြာကြီးပဲရှိပါတယ်တနေ့မှာတော့နေရောင်ခြည်အောက်မှာတလက်လက်တောက်ပနေတဲ့ရွှေရောင်တောင်ပံတွေနဲ့လှပတဲ့လိပ်ပြာလေးတစ်ကောင်ပန်းပွင့်လေးစီကိုပြန်တန်းရောက်ရှိလာပါတယ်။လိပ်ပြာလေးဟာပန်းပွင့်လေးရဲ့လှပမှုကိုဝိရည်တွေကိုအသာအရာဆုပ်ယူရင်းခင်မင်စွာစကားပြောဆိုခဲ့ပါတယ်။ပန်းပွင့်လေးကသူ့ရဲ့ရင်ထဲကဆန္ဒကိုလိပ်ပြာလေးကိုဖွင့်ဟပြောပြတဲ့အခါလိပ်ပြာလေးဟာပန်းပွင့်လေးအပေါ်တနာစိတ်နဲ့အတူကူညီခြင်းစိတ်တွေဖြစ်ပေါ်လာပါတယ်။လိပ်ပြာလေးကပြောပါတယ်။ပန်းပွင့်လေးရေမင်းကဘာကြီးရဲ့အလှအပတွေကိုမြင်ကျင်နေဆိုရင်ငါမင်းကိုအစွမ်းကုန်ကူညီပါမယ်ငါကနေရာအနှံ့ကိုပြန်တန်းနိုင်တဲ့အတွက်ငါမြင်ခဲ့တဲ့အန်သားစရာကောင်းတဲ့အရာတွေလှပတဲ့မြင်ကွင်းတွေကိုနေတိုင်းမင်းစီလာပြီးပုံပြင်လေးတွေလိုပြောပြပေးပါမယ်အဲ့ဒီနေ့ကစပြီးလိပ်ပြာလေးဟာနေတိုင်းနေထွက်ချိန်မှာပန်းပွင့်လေးစီကိုရောက်လာတတ်ပါတယ်သူဟာအဝေးကမြင့်မားတဲ့တောင်နှန်းကြီးတွေအကြောင်းအဲ့ဒီတောင်နှန်းတွေပေါ်မှာအမြဲတမ်းရှိနေတဲ့နှင်းဖွေးဖွေးတွေအကြောင်းတောင်ပေါ်ကနေစီးဆင်းလာတဲ့ငွေရောင်ရည်တံခွန်ကြီးတွေအကြောင်းကိုအသေးစိတ်ပြောပြပါတယ်ပန်းပွင့်လေးဟာလိပ်ပြာလေးရဲ့စကားတွေကိုနားထောင်ရင်းမျက်စိမိတ်ပြီးအဲ့ဒီမြင်ကွင်းတွေကိုစိတ်ကူးနဲ့ပုံဖော်ကြည့်ပါတယ်။သူဟာတကယ့်ကိုအဲ့ဒီနေရာတွေကိုရောက်နေတယ်လို့မျိုးခံစားရပြီးအယမ်းကိုပျော်ရွှင်ခဲ့ပါတယ်တခါတည်း။ရန်မာလိပ်ပြာလေးကပင်လယ်ပြာကြီးအကြောင်းပြောပြပါတယ်။လိုင်းလုံးကြီးတွေကကမ်းခြေကိုရိုက်ခတ်နေပုံတဲတောင်ပြင်ပေါ်မှာခ ्यू ခွန်လေးတွေရှိနေပုံတွေကိုပြောပြတဲ့အခါပန်းပွင့်လေးဟာအန်သားလို့မဆုံးဖြစ်ရပါတယ်။ကဘာကြီးဟာတကယ်ကိုကျေပြောလာပါလားလို့သူကရေယူမိပါတယ်။တရက်မှာတော့လိပ်ပြာလေးဟာတောအုပ်ရဲ့တခြားတစ်ဖက်အစွန်ဖျားကိုပြန်တန်းသွားရင်းအရင်ကမမြင်ဖူးတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်။အဲ့ဒီမှာတော့ကြောက်ဆောင်တွေကြားမှာပေါက်နေတဲ့အဝါရောင်ပန်းပွင့်လေးတစ်ပွင့်ကိုတွေ့ခဲ့ပါတယ်။အဲ့ဒီပန်းပွင့်လေးဟာပန်းပွင့်လေးနဲ့တော်တော်လေးဆင်တူပေမဲ့သူကအယမ်းကိုနွမ်းနယ်ပြီးဝမ်းနေနေပုံရပါတယ်။လိပ်ပြာလေးကအဲ့ဒီပန်းပွင့်လေးကိုမေးကြည့်တဲ့အခါကျမကဒီကြောက်ဆောင်တွေကြားမှာပဲတစ်သက်လုံးနေရတာပါတခြားနေရာတွေမှာဘာတွေရှိလဲဆိုတာကိုအယမ်းသိချင်ပေမဲ့ဘယ်မှမသွားနိုင်လို့ဝမ်းနေနေတာပါလို့ပြန်ဖြေပါတယ်။လိပ်ပြာလေးဟာခရမ်းရောင်ပန်းပွင့်လေးစီကိုပြန်ရောက်တဲ့အခါဒီအကြောင်းကိုပြောပြပါတယ်။ခရမ်းရောင်ပန်းပွင့်လေးဟာသူ့လိုပဲဝမ်းနေနေတဲ့ပန်းပွင့်လေးအကြောင်းကိုကြားတော့စိတ်မကောင်းဖြစ်မိပါတယ်။သူကလိပ်ပြာလေးကိုပြောပါတယ်လိပ်ပြာလေးရေမင်းသူစီကိုသွားပြီးငါအကြောင်းကိုပြောပြပေးပါငါလည်းသူ့လိုပဲခံစားခဲ့ရဘူးတဲ့။ဒါပေမဲ့မင်းကြောင့်အခုတော့ကဘာကြီးရဲ့အလှအပတွေကိုသိနေပြီဆိုတာကိုပြောပြပေးပါငါစီကနေအားပေးစကားတွေလည်းပါလိုက်ပါဦး။လိပ်ပြာလေးဟာပန်းပွင့်လေးရဲ့စေတနာကိုနားလည်ပြီးနောက်နေ့မှာပဲအဝါရောင်ပန်းပွင့်လေးစီကိုတွားရောက်ခဲ့ပါတယ်။လိပ်ပြာလေးကတဆင့်ခရမ်းရောင်ပန်းပွင့်လေးရဲ့အားပေးစကားတွေကိုကြားရတဲ့အခါအဝါရောင်ပန်းပွင့်လေးဟာချက်ချင်းဆိုသလိုမျက်နှာလေးဝင်းပတ်သွားပါတယ်။သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်မမြင်ဘူးပေမဲ့လိပ်ပြာလေးကတဆင့်သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။အဲ့ဒီနေ့ကစပြီးလိပ်ပြာလေးဟာပန်းပွင့်လေးနှစ်ပွင့်ကြားမှာမေတ္တာတားလေးအဖြစ်ဆောင်ရွက်ပေးခဲ့ပါတယ်။သူဟာတပွင့်စီကစကားတွေကိုနောက်တပွင့်စီကိုတည်ဆောင်ပေးရင်သူတို့ရဲ့ဘဝတွေကိုအတိတ်ပဲရှိစေခဲ့ပါတယ်။ပန်းပွင့်လေးတွေဟာမြေကြီးမှာကပ်နေရပေမဲ့သူတို့ရဲ့စိတ်ကူးစိတ်တမ်းတွေကတော့လိပ်ပြာလေးရဲ့တောင်ပံတွေနဲ့အတူတကဘာလုံးကိုပြန်တန်းနေခဲ့ကြပါတယ်။ဒီပုံပြင်လေးကနေကျွန်တော်တို့ရရှိတဲ့သင်ခန်းစာကတော့ကိုချင်းစာတရားနဲ့သူငယ်ချင်းချင်းချင်းကူညီဖေးမချင်းဟာဘလောက်တောင်တန်ဖိုးရှိတယ်လဲဆိုတာပါပဲကျွန်တော်တို့ဟာတခါတလေမှာကိုယ်တိုင်မလှုပ်ဆောင်နိုင်တဲ့အရာတွေကိုတခြားသူတွေရဲ့အကူအညီတို့မဟုတ်ကိုယ့်ရဲ့စေတနာစကားလေးတွေနဲ့ပြည်စုံအောင်လှုပ်ဆောင်နိုင်ပါတယ်လောကကြီးမှာအထီးကျန်နေတယ်လို့ခံစားရတဲ့အခါတခြားသူတွေကိုအားပေးကူညီခြင်းအပြင်ကိုယ့်ရဲ့ဘဝဟာလည်းပိုမိုတောက်ပလာနိုင်တယ်ဆိုတာကိုဒီပုံပြင်လေးကဖော်ပြနေပါတယ်မေတ္တာဆိုတာဝေမျှလေလေပိုမိုပွားများလေလေဖြစ်ပါတယ်